မင်္ဂလာပါအကျန်းစာအုပ် channel ကနေဒီတစ်ပတ်တင်ဆက်ပေးမှာကတော့စာရေးဆရာအန်တန်ချက်ကော့ဖ်ရေးသားတဲ့ A Chameleon ဆိုတဲ့ဝတ္ထုတို့ကိုပုတ်တင်ညိုဆိုတဲ့ခေါင်းစဉ်နဲ့ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပုတ်တင်ညိုရဲအရာရှိအိုချူမယ်လော့ဖ်သည်ကုတ်အင်ဂျီအသက်ထည်ကိုဝတ်ဆင်ကပါဆယ်ထုတ်တစ်ထုပ်ကိုဂျိုင်းကြားညှက်လက်ဈေးရင်ပြင်ကိုဖျက်လျှောက်လာခဲ့သည်သူ၏နောက်တွင်စပင်အနီအောင်နှင့်ရဲသားတဦးကလည်းဈေးသည်စီကတင်းစီလာသောဇီးပြူတီပန်းကိုကိုင်ကာခတ်သက်သက်လိုက်ပါလာသည်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်ရင်မြင်ထဲတွင်လူတစ်ယောက်တလေမှပင်မရှိဆိုင်ခန်းများနှင့်အရက်ဆိုင်များ၏ပွင့်ဟနေသောတကားများသည်စားလောင်နေသောပါဇက်ပေါက်ကြီးများကဲ့သို့လောကကြီးကိုစိတ်ပြက်အားငယ်စွာငေးကြည့်နေကြသည်ထိုဆိုင်များအနီးတွင်တောင်ရန်စားတော့သူတူဦးတယောက်ကိုမြပြန်မတွေ့ရပေအေးမင်းကကြိုက်တယ်ပေါ့လေတောက်ကျိုးနဲ့ခွေးကောင်ဟေးလူတွေအဲ့ကောင်အောင်မလွတ်စင်နဲ့ဒီခေတ်မှာဒီလိုကြိုက်လို့ဘယ်ရမလဲဖမ်းလာကြဟေးအာခွေးအော်တန်ကြားလိုက်သဖြင့်အိုချူမေလော့ဖ်သည်အတန်လာရဘက်သို့လှည့်ကြည့်လိုက်ရာပီချူချင်းဤတစ်ဆက်ဝင်းထဲမှခြေသုံးချောင်းဖြင့်ခုံဆွပြေးထွက်လာပြီးဟိုဒီလှည့်ကြည့်နေသောခွေးမလေးတစ်ကောင်ကိုတွေ့လိုက်ရသည်ခြီသားရှက်အင်ကြီးပေါ်တွင်ဝစ်ကုတ်အင်ကြီးကိုကျဲသီးမတက်ပဲဝတ်ဆင်ထားသည့်အမျိုးသားတို့ကထိုခွေးမလေးကိုလိုက်လံဖမ်းဆီးနေသည်သူသည်ခွေးမနောက်သို့ပြေးလိုက်ရင်းကိုရှေ့သို့ပြစ်လဲချကာခွေးဤနောက်ခြေထောက်နှစ်ဖက်ကိုဖမ်းကင်ထားလိုက်သည်ခွေးညီးတန်နှင့်အတူမလွတ်စီနှင့်ဟူသောအတန်ထပ်မံထွက်ပေါ်လာပြန်သည်ဆိုင်ကားများထဲမှလူများသည်အိတ်ချင်မူလူမျက်နှာများဖြင့်အရှိုးပြူထွက်လာကြပြီးမကြာမီမှာပင်လူအုပ်ကြီးသည်မြေကြီးမှပေါက်လာတဲ့ကဲ့သို့အလားတစ်ဆက်ဝင်းရှိစုယုံလာကြလေသည်ပြဿနာတစ်ခုခုတက်နေပုံပဲအရာရှိမင်းခမဟုရဲသားကပြောသည်အိုချူမယ်လော့ဖ်သည်ဘယ်ဘက်သို့လှည့်လိုက်ပြီးလူအုပ်ကြီးရှိရာသို့ခန့်ကြီးလျှောက်သွားလိုက်သည်ဝစ်ကုတ်ကိုကျဲသီးမတက်ပဲဝတ်ထားသောအမျိုးသားသည်တစ်ဆက်ဂိဝနာတွင်ရပ်နေပြီးသူ၏သွေးထွက်နေသောလက်ညှိုးကိုလူအုပ်အားမြှောက်ပြနေသည်အရက်ရှိန်အနှဲငယ်တက်နေသောသူ၏မျက်နှာပေါ်တွင်ငါမင်းကိုနောင်တရအောင်လုပ်ပြစ်မယ်ခွေးစုပ်လေဟုရေးထိုးထားတဲ့အောင်ရှိနေသည်ထောင်ပြထားသောသူ၏လက်ညှိုးမှလည်းအောင်ပွဲခံအလံတစ်ခုအလားမှတ်ထင်ရသည်ထိုသူမှာဗရိန်စရာဟရူးကင်ဖြစ်ကြောင်းအိုချူမယ်လော့ဖ်သိလိုက်သည်အခင်းဖြစ်ပွားရခြင်း၏တရားခံဖြစ်သောနာတန်ချွန်းကြောကုန်းတွင်အဝါကွက်ပါသည့်အဖြူရောင်ဘော်စွိုင်းခွေးပေါက်ကလေးမှမူလူအုပ်ကြားထဲတွင်ရှေ့ချီတော်နှချောင်းဆန့်လျက်တကိုယ်လုံးတုံရီစွာထိုင်နေရှာသည်ခွေးမလေး၏မျက်ရည်ဝိုင်းနေသောမျက်လုံးများတွင်ဝမ်းနည်းကြေကွဲမှုနှင့်ထိတ်လန့်တုန်လှုပ်မှုအရေးအယောင်များတွေ့နေရသည်ဒါဘာဖြစ်ကြတာလဲအိုချူမယ်လော့ဖ်ကလူအုပ်ကိုတိုးဝှေ့ရင်းမေးမြန်းသည်မင်းတို့ဒီမှာဘာလုပ်နေတာလဲမင်းကောဘာလို့လက်ညှိုးကြီးမြောက်ပြနေတာလဲဘသူអော်လိုက်တာလဲကျွန်တော်ဒီအတိုင်းလျှောက်လာတာပါခင်ဗျာဘသူကမှမနှောက်ယှက်ပါဘူးဟုဟရူးကင်ကလက်သိဆုပ်ထဲသို့ချောင်းတစ်ချက်ဟန်လန်ရင်းစပြောသည်ကျွန်တော်မီထရစ်နဲ့ထင်းကိစ္စစကားပြောနေတော့ဒီခွေးစုပ်ကအเจ้าမဲ့ကျွန်တော်လက်ညှိုးကိုကိုက်လိုက်တာကျွန်တော်ကအလုပ်သမားတစ်ယောက်မို့နားလည်ပေးပါခင်ဗျာကျွန်တော်အလုပ်ကလက်ဝင်တဲ့အလုပ်ပါအခုဆိုတပတ်လောက်ဒီလက်ညှိုးကိုသုံးလို့ရမှာမဟုတ်လို့နင်းနာကြီးလိုချင်ပါတယ်တရိတ်ဆန်တကောင်ကကိုက်တာကိုတီးခံရမယ်ဆိုတဲ့ဥပဒေမျိုးတော့မရှိတော့ပါဘူးအရာရှိမင်းခင်ဗျာလူတိုင်းကိုဒီလိုလိုက်ကိုက်နေရင်တော့ဘယ်နဲ့လုပ်မလဲခင်ဗျာကောင်းပြီလေအိုချူမယ်လော့ဖ်ကချောင်းတစ်ချက်ဟန်ကမျက်ခုံးနှစ်ဖက်ကိုပင်ပြီးပြောလိုက်သည်ကောင်းပြီဒါဘသူခွေးလဲဒီအတိုင်းတော့အလုံးမပေးနိုင်ဘူးခွေးတွေကိုဒီလိုရှောက်လွတ်ထားရင်ဘလို့ဖြစ်တတ်တယ်ဆိုတာငါသူတို့ကိုသင်ခန်းစာပေးရမယ်စီကံမလိုက်နာတဲ့အထက်တန်းလွှာတွေကိုအေးအေးယူရမယ်အချိန်ရောက်ပြီအဲ့ဒီလူယုံမာတွေကိုဒဏ်ရိုက်ပြီးလေလင့်ခွေးတိရစ္ဆာန်တွေမွေးရင်ဘာဖြစ်မလဲဆိုတာငါကောင်းပြပေးမယ်သင်ခန်းစာရသွားစေရမယ်ရဲတဲ့ရင်သူကရဲသားကိုလှမ်းအော်ပြောလိုက်သည်ဒါဘသူခွေးလဲဆိုတာစုံစမ်းပြီးအစီရင်ခံစာရေးစမ်းပြီးတော့ဒီခွေးကိုတပ်ပြရမယ်အခုချက်ချင်းပဲယူနေတဲ့ခွေးဖြစ်မှသိကြတယ်ငါမေးနေတယ်လေဒါဘသူခွေးလဲဒါဗိုလ်ချုပ်ကြီးစီကလော့ရဲ့ခွေးထင်တယ်ဟုလူအုပ်ထဲမှတဦးကပြောလိုက်သည်ဗိုလ်ချုပ်ကြီးစီကလော့ရဲ့ခွေးရဲတဲ့ငါကောအင်ကြီးချုပ်ပေးပါဦးတိတ်ပူတာပဲမိုးရွာတော့မှထင်တယ်ဒါနဲ့ငါစဉ်းစားလို့မရတာကဒီ
ဒီခွေးကလေးကမင်းကိုဘလို့ဖြစ်ပြီးကြိုက်နိုင်မှာလဲအိုချူမယ်လောက်ကဟရုကင်ဘက်သို့လှည့်ကာပြောလိုက်သည်ခွေးကတေးသေးလေးမင်းကလူကောင်ကြီးနဲ့မင်းလက်ညှိုးကိုတန်ဆူးတာဖြစ်မှာပါပြီးတော့မှမင်းနင့်နာကြီးလိုချင်လို့အကြံဖန်လောက်တာမလားမင်းတို့လူစားတွေအကြောင်းငါသိတာပေါ့မင်းတို့လိုလူလိမ်တွေအကြောင်းငါကောင်းကောင်းသိတယ်ကွသူကခွေးမျက်နှာကို secret နဲ့ထိုးပြီးစနောက်လို့ခွေးကပြန်ဟပ်လိုက်တာပါအရာရှိမင်းကြီးအဲ့ဒီလူကအလကားလူပါဗျာဟုလူတဦးကဝင်ပြောသည်မင်းလိမ်မနေနဲ့မျက်စိဆွေတဲ့ကောင်မင်းမမြင်မဲနဲ့ဘာလို့လိမ်ပြောတာလဲအရာရှိမင်းကြီးကပညာရှိတဲ့သူပဲဘသူလိမ်တယ်ဘသူအမှန်ပြောတယ်ဆိုတာဖျားသခင်ရှေ့မောက်မှာလို့ခွဲခြားသိမြင်နိုင်မှာပါကျွန်တော်လိမ်ပြောတယ်ဆိုရင်လဲတရားရုံးမှာဆုံးဖြတ်ပေါ့ဥပဒေမှာရှိပြီးသားပဲအခုခေတ်မှာအားလုံးကဒန်းတူပဲကျွန်တော်အကိုတော်ရဲတပ်ဖွဲ့ထဲမှာရှိတာစကားမများနဲ့မဟုတ်ဘူးခင်ဗျဒါဗိုလ်ချုပ်ကြီးရဲ့ခွေးမဟုတ်ပါဘူးဟုရဲသားကအလေးအနက်ပြောသည်ဗိုလ်ချုပ်ကြီးမှဒီလိုခွေးမျိုးမရှိဘူးသူကအမဲလိုက်ခွေးမျိုးတွေကိုပဲမွေးတာမင်းတေချာလို့လားတေချာပါတယ်ခင်ဗျာငါလည်းသိတာပေါ့ဗိုလ်ချုပ်ကြီးမှကမျိုးကောင်းမျိုးတန့်တန်ဖိုးကြီးခွေးတွေပဲရှိတာဒါကဘာကောင်မှန်းအောင်မသိဘူးအမွေးကလည်းမရှိပုံပန်းလည်းမကြအပေါ်သားကောင်ပဲဒီလိုခွေးမျိုးကိုဘာလို့မွေးထားမှာလဲစဉ်းစားကြည့်စမ်းဒီလိုခွေးမျိုးပီတာစပတ်တို့မော်စကိုတို့မှာတွေ့ရင်ဘာဖြစ်မလဲသိလားသူတို့ကဥပဒေကိုတော့ဂယူးဆိုင်မှာမဟုတ်ဘူးမျက်တောင်တစ်ခတ်အတွင်းမှာတက်ပစ်လိုက်ကြမှာဟရုကင်မင်းထိခိုက်သွားတာပဲငါတို့ဒီကိစ္စကိုဒီအတိုင်းလွတ်ထားလို့မဖြစ်ဘူးသူတို့ကိုသင်ခန်းစာပေးရမယ်အချိန်တန်ပြီဒါပေမဲ့လည်းဗိုလ်ချုပ်ကြီးရဲ့ခွေးဖြစ်နိုင်တာပဲဟုရဲသားကရေရွတ်သည်ခွေးမျက်နှာမှာရေးထားတာမှမဟုတ်တာဟိုတနေ့ကသူ့ခြံထဲမှာဒီလိုတကောင်တွေးလိုက်သလိုပဲဟုတ်ပါတယ်ဗိုလ်ချုပ်ကြီးရဲ့ခွေးပါသိကြတယ်ဟုလူအုပ်ထဲမှာအတန်တန်ထွက်လာပြန်သည်ရဲတဲ့ငါကောက်အိမ်ကြီးပြန်ပြီးစမ်းလေတိုက်လာပြီအေးလာပြီမင်းဒီခွေးကိုဗိုလ်ချုပ်ကြီးအိမ်ကိုခေါ်သွားပြီးစုံစမ်းကြည့်လိုက်ငါတွေးလို့လွတ်လိုက်တာလို့ပြောလိုက်ပြီးတော့သူ့ကိုလမ်းပေါ်ကိုရှောက်မလွတ်ဖို့လဲပြောလိုက်အောင်ဒါကတန်ဖိုးရှိတဲ့ခွေးဖြစ်နိုင်တယ်လူတိုင်းကသူ့ပါဇက်တဲ့ secret တွေရှောက်ထိုးနေထိခတ်ကုန်မှာပေါ့ခွေးဆိုတာနှုတ်နေတဲ့သတ္တဝါလေးတွေကွမင်းလည်းမင်းလက်ကိုပြန်ချထားစမ်းဒီလက်ညှိုးကြီးကိုလိုက်ပြမနေနဲ့မင်းအပြစ်ပဲဟိုမှာဗိုလ်ချုပ်ကြီးရဲ့စဖို့မူးလာနေပြီသူ့ကိုမေးကြည့်ရအောင်ဟေးပရိုဟောဒီကိုခဏလာပါဦးဒီခွေးကိုကြည့်စမ်းခမရတို့ခွေးလားမဟုတ်တာဗျာကျွန်တော်တို့စီမှာဒီလိုခွေးမျိုးတစ်ခါမှမရှိဘူးပါဘူးဒါဆိုစုံစမ်းနေဖို့မလိုတော့ဘူးဟုအိုချူမဲလောက်ကဖြတ်ပြောသည်ဒါလေလွင့်ခွေးပဲစကားတွေအရှိကြီးပြောမနေနဲ့တော့သူကလေလွင့်ခွေးလို့ပြောမှတော့လေလွင့်ခွေးပဲပေါ့တပ်ပစ်လိုက်ရုံပဲဒါကျွန်တော်တို့ခွေးတော့မဟုတ်ဘူးဟုပရိုဟောကဆက်ပြောသည်ဒါပေမဲ့မကြခင်ကမှရောက်လာတဲ့ဗိုလ်ချုပ်ကြီးညီရဲ့ခွေးပါကျွန်တော်တို့သခင်ကအမဲလိုက်ခွေးတွေကိုတိတ်ဝါသနာမပါဘူးဒါပေမဲ့သူ့ညီကတော့ဒီလိုခွေးလေးတွေကိုချစ်တတ်တယ်ဗျဘာဗိုလ်ချုပ်ကြီးရဲ့ညီဗလာဒီမာအိုင်ဗန်နစ်ရောက်နေတာလားအိုချူမဲလောက်ကမျက်နှာတစ်ခုလုံးဝမ်းသာအားရပြုံးရွှင်သွားပြီးမေးလိုက်သည်ငါမသိလိုက်ပါလားသူ့အလဲလာတာလားဟုတ်ပါတယ်ဟာတိတ်ကောင်းတာပဲညီကိုတွေဆိုတော့လဲမတွေ့ရရင်မနေနိုင်ကြဘူးပေါ့ငါမသိလိုက်ဘူးဒါဆိုဒါကသူ့ခွေးလေးပေါ့ကြားရတာဝမ်းသာပါတယ်ကွာကဲခေါ်သွားလိုက်တော့ခွေးလေးကမဆိုးပါဘူးတက်တက်လက်လက်လေးပဲဒီကောင်ရဲ့လက်ညှိုးကိုတော့ဟတ်လိုက်သေးတယ်ဟာလာပါဦးခွေးလေးရဲ့မင်းကဘာလို့တုံနေတာလဲဂါအမေစိတ်ဆိုးနေတာလားချစ်စရာခွေးလေးပဲပရိုဟောသည်ခွေးလေးကိုခေါ်ကာတစ်ဆက်ဝင်းထဲမှထွက်ခွာသွားသည်လူအုပ်ကြီးကဟရုကင်ကိုကြည့်ကာလောင်ရဲကြသည်မင်းကငါနောက်မှကောင်းကောင်းဆုံးမအောင်မယ်အိုချူမဲလော့ဖ်ကဟရုကင်ကိုချိန်မောင်းလိုက်ကာသူ၏ကုတ်အင်ကြီးကိုတေချာပြင်ဝတ်လိုက်ပြီးရင်ပြင်ကိုဖျက်၍ဆက်လက်ထွက်ခွာသွားလေတော့သည်